မြန်မာနိုင်ငံရဲ့ငလင်အန်ဒီရတွေကိုတင်သိပါသလားဒါကတော့1930မှာလှုပ်ခတ်ခဲ့တဲ့ပဲခူးငလင်မှာကမ္ဘာပေါ်မှာငလင်ကြောကြီး2ခုပဲရှိပါတယ်အဲ့ဒါက Airbite ငလင်ကြောနဲ့ Pacific မီလက်ဆွငလင်ကြောပါမြန်မာနိုင်ငံကတော့ Airbite ငလင်ကြောပေါ်မှာရှိပြီးငလင်အသေးစားနဲ့အလက်စားတွေမကြာခဏလှုပ်ပါတယ်ငလင်လှုပ်တယ်ဆိုတာဘာလဲဘာကြောင့်လှုပ်တာပါလဲငလင်လှုပ်တယ်ဆိုတာကမ္ဘာမျက်နှာပြင်အောက်ကကြောက်ချက်တွေယူလျားပြီးမြေကြီးရုပ်တရက်လှုပ်ရှားသွားတာကိုခေါ်တာပါမြေအောက်ထဲကလှုပ်ရှားမှုကြောင့်ငလင်ဖြစ်တယ်လို့မြေပေါ်ကမီးတောင်တွေပောက်ကွဲမှုကြောင့်လည်းငလင်ဖြစ်ပါတယ်ဆယ်ကြီးတွေကိုရေဖြည့်သွင်းတာနဲ့နျူကလ িয়ার ပောက်ကွဲမှုကြောင့်လည်းငလင်တွေလှုပ်နိုင်ပါတယ်မြန်မာနိုင်ငံမှာလည်းငလင်လှုပ်ရတဲ့အဓိကအကြောင်းရင်း2ခုရှိပါတယ်ပထမအကြောင်းရင်းကအိန္ဒိယကြောက်ချက်ကမြန်မာကြောက်ချက်အောက်ကိုတစ်နှစ်မှာ 3.5 စင်တီမီတာနှုန်းနဲ့တိုးဝင်နေလို့ပါဒုတိယအကြောင်းရင်းကမြန်မာကြောက်ချက်ကတစ်နှစ်မှာ 2.5 စင်တီမီတာနှုန်းနဲ့မြောက်ဘက်ကိုရွှေ့နေလို့ဖြစ်ပါတယ်မြေအောက်ပြည့်ရွေ့တွေကြောင့်လည်းငလင်ဖြစ်နိုင်ပါသေးတယ်ဒါကတော့မြန်မာနိုင်ငံကငလင်ပြည့်ရွေ့တွေပါအဲ့ဒီအထဲမှာစကိုင်းပြည့်ရွေ့ကအရှည်ဆုံးနဲ့လှုပ်ခတ်မှုအများဆုံးပြည့်ရွေ့ကြောပါအင်အားလည်းများပါတယ်1930မှာပြင်းအား Richter scale 9.3 နဲ့လှုပ်ခတ်သွားတဲ့ပဲခူးငလင်ကစကိုင်းပြည့်ရွေ့ကြောင့်ဖြစ်တာပါမြန်မာနိုင်ငံမှာပြင်းအားလိုက်ငလင်တန်ခံရနိုင်တဲ့စုံ9စုံဆိုပြီးခွဲထားပါတယ်အားပြင်းထန်ဆုံးဖြစ်တဲ့စုံ9မှာပဲခူးဖြူမန္တလေးစကိုင်းတကောင်းပူတာအိုတနိုင်းကလေးနဲ့ဟုံးမလေးမြို့တွေပါပါတယ်လူဦးရေထူထပ်တဲ့ရန်ကုန်မြို့ကတော့စုံ2နဲ့စုံ3ကြားမှာရှိပါတယ်ပညာရှင်တွေကတော့နှစ်ပေါင်း100ကျော်အတွင်းအင်အားပြည့်တဲ့ငလင်တွေလက်ကြောပြန်လှုပ်ရှားနိုင်ခြေရှိတယ်လို့ခန့်မှန်းထားကြပါတယ်အခုဆိုရင်ပဲမြမသမိုင်းရဲ့အဆိုးဆုံးငလင်ဖြစ်တဲ့ပဲခူးငလင်လှုပ်ခဲ့တာနှစ်ပေါင်း60ကျော်သွားခဲ့ပါပြီမြန်မာနိုင်ငံအနေနဲ့ငလင်ဘေးရန်ရဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေရှိနေပြီလားဘယ်လိုမြင်ပါသလဲ